မြန်လို့ဒီမှာစောက်နေတာကြာပြီဆိုင်ကယ်ဒီမှာထားလာတယ် ဆိုင်ကယ်တွေပြင်မှာပဲထားခဲ့တယ် โอเคရဒါထမင်းဒီမှာ6ရောက်ကုန်ပြီ ဒါပဲသိလို့မလုပ်ပါနဲ့ ကျွေးကြည့်လုံးလို့ကိုပြောပြမယ်ကျွေးကြည့်လုံးလို့ခလေးငကက်တပေါက်ပြီးကိုချက်လာတယ် ကျွေးငကက် လေကားစားတယ်မင်းတို့ကထိုင်ည2 နာရီထားချက်လာတယ်ထိုင်ကျွေးကြည့်တာဒီမှာအောက်ပိုင်းအောင်သိတော့ကျွေးကြည့်လုံးလို့အောက်ပိုင်းသိတော့ထားညီလေးထိုင်ထမင်းသားမှာတို့ထမင်းသားမှာတို့စကားပြောမယ်ပြီးမှသွားကြည့်နေတယ်တို့သွားမယ်လိုက်လဲမယ်ဒီနေ့ဒါမဲ့ထမင်းရင်စားမယ်နော်ထမင်းစားပြီးမှနော်โอเคဖွင့်လေစားဖွင့်ညီလေးဖွင့် ထမင်း ဖွင့်ထမင်းရင်စားမယ်ဖွင့်ဖွင့်ဝါးမိုက်တယ်စားလေထဲ့စားလေကိုအားနာတယ်ဟမ်ကြက်ဦးလား ကြက်ဥကိုလီယာချက် ဝါ ကြက်ဥမွန်ပြုတ်ကြက်ဥလေတော်ချက်ဒါကဂျာမနီကြက်ဥကြော်ရှမ်းကြက်ဥဟင်း ဝါ ဝေးတယ်နော်ဟုတ်ကျွတ်တိုက်တာမဟုတ်ဘူးဥတတက်ကျွေးဆိုပြီးဒီလိုတစ်မျိုးမထင်နဲ့အလုံးဝအရတာမတော်ကိုချက်လာတယ် လောက်ပါအောင် ဥကြိုက်ကိုလေကွာဒီလိုကဥကြိုက်ကိုလေတိတ်တဲ့တိုင်းပဲ လောက်အောင် ဆွဲကြည့်လိုက်ကိုပြဆွဲကြည့်လိုက်အကျွတ်တိုက်တာမဟုတ်ဘူးတကယ်ကအကျွတ်တိုက်ကိုထမင်းတွေးကြည့်လုံးလို့ကိုတိတ်ချချက်လာတာည2 နာရီထားချက်လာတာည2 နာရီချက်ဥတက် ဒါဒီကူတကယ်ချက် ဈေးရောက်တယ်ဥမဟုတ်တကယ်ဒါတဘာဝကြက်ဥစီအောင်ညမှာဥတယ်တဘာဝကြက်ဥတွေ ဝါ အေးမတော်တလုံးတလောက်ရှိတယ်ကြက်ကလေးတစ်ကောင်ကောင်ဆိုတလောက်ရှိတယ် အေးရ ဖေးနော်ဟာကြီးနေโอเคနောက်မှတို့စကားပြောမယ်အခုဒီလိုတော့ကြက်ဥကြော်ကြိုက်လူကြက်ဥကြော်ဟာဘာလဲခွဲမယ်နော်ဘာအမနာနဲ့โอเคဟုတ်တယ်ခွဲမယ်ကြက်ဥတက်ကြက်ဥဟင်းကဲဥကြိုက်ကိုโอเคဥကြိုက်ကိုခွဲမယ်โอเค